မင်္ဂလာပါကလေးတို့ရေ Resilient မှာပြန်လည်ကြိုဆိုလိုက်ပါတယ်နော်ဒီနေ့မှာလည်းကလေးတို့အတွက်စိတ်ဝင်စားစရာကောင်းတဲ့ခေါင်းစဉ်လေးတစ်ခုဖြစ်တဲ့တိမ်တွေဟာကောင်းကင်အထက်မှာဘာလို့ပြန့်လွင့်နေရလဲပြီးလို့ရှိရင်တိမ်တွေကဘာတွေနဲ့ဖွဲ့စည်းထားလဲဆိုတာကိုလေ့လာသွားရမှာပဲဖြစ်ပါတယ်ကလေးတို့ကောင်းကင်ပြားကြီးကိုမောကြည့်လိုက်မယ်ဆိုရင်တိမ်တွေဟာလေပေါ်မှာပြန့်လွင့်နေတာကိုသတိထားမိကြမှာပါဒါဆိုတိမ်တွေဟာဘာလို့ကောင်းကင်ပေါ်မှာပြန့်လွင့်နေတာလဲစဉ်းစားကြည့်ရအောင်ဘာလို့လွင့်ပြတ်နေလဲဆိုတဲ့အဖြေကိုမပေးခင်တိမ်တွေကိုဘာနဲ့ဖွဲ့စည်းထားလဲဆိုတာကိုကလေးတို့သိကြလားတိမ်တွေဟာအမှန်တကယ်တော့လေထုထဲမှာရှိတဲ့ရေစက်အမှုန်မွှားလေးတွေနဲ့ ice crystal လို့ခေါ်တဲ့ရေခဲစက်အမှုန်မွှားလေးတွေနဲ့ဖွဲ့စည်းထားပါတယ်။အဲ့ဒီအမှုန်မွှားလေးတွေဟာတိမ်တွေကိုဖြစ်ပေါ်စေပြီးအမှုန်မွှားလေးတွေအများများပြလာတဲ့အခါမှာဆိုရင်တော့နှင်းအဖြစ်ဒါမှမဟုတ်မိုးအဖြစ်နဲ့မြေပြင်ပေါ်ကိုပြန်လည်ရွာသွန်းလာကြပါတယ်။တိမ်တွေဟာ၆သွေ့ပြီးထိုင်းမိုက်တဲ့လေထုမှာဖြစ်ပေါ်ကြပါတယ်။၆သွေ့တဲ့လေထုဟာအေးမြတဲ့လေထုထက်ပိုမိုပေါ့ပါတဲ့အတွက်ရေစက်အမှုန်လေးတွေဟာကမ္ဘာမြေကြီးရဲ့လေထုအထက်ကိုတက်သွားပြီး၆သွေ့တဲ့လေထုပေါ်မှာတိမ်တွေကိုဖြစ်ပေါ်စေပါတယ်။ဒါကြောင့်ပဲကလေးတို့ကကောင်းကင်ပြားကြီးကိုမော်ကြည့်လိုက်မယ်ဆိုရင်တိမ်တွေဟာလေထဲမှာပြန့်လွင့်နေတာကိုမြင်ရတာပဲဖြစ်ပါတယ်။ဒါဆိုတိမ်တွေကဘာကြောင့်ရွေ့ရှားနေကြတာလဲ။ဘာလို့လဲဆိုရင်တိမ်တွေဟာကမ္ဘာမြေကြီးရဲ့လေထုပေါ်ကလေတိုင်နှုန်းပေါ်မှာမူတည်ပြီးတော့မှရွေ့ရှားနေကြလို့ပဲဖြစ်ပါတယ်။ဒါဆိုရင်ကလေးတို့ကတိမ်တွေဟာကောင်းကင်အထက်မှာဘာလို့ပြန့်လွင့်နေရလဲ။တိမ်တွေဟာဘာတွေနဲ့ဖွဲ့စည်းထားလဲဆိုတာကိုသိသွားမယ်လို့ယုံကြည်ပါတယ်နော်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဘယ်လိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ခေါင်းစဉ်တွေနဲ့ပြန်လာမလဲဆိုတာကိုစောင့်ကြည့်ပေးပါအောင်နော်။